အားလုံးမင်္ဂလာပါကျွန်တော်ကောင်းမြတ်ဖြစ်ပါတယ်ကျွန်တော်တို့နှစ်ကုန်ကန်လေးလည်းရောက်လာပြီပေါ့နော်အဲ့တော့နှစ်ကုန်ကန်လေးရောက်လာတဲ့အခါမှာဆိုရင်ကျွန်တော်ဂျပန်မှာဆိုလို့ရှိရင်လောက်ကြတဲ့ရိုးရာရည်စည်းမှုတစ်ခုရှိရပေါ့နော်အဲ့ဒီအကြောင်းကိုကျွန်တော်ဒီကနေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်နန်းကကြောဖြစ်ပါတယ်နန်းကကြောမြန်မာလိုဘာသာပြန်မယ်ဆိုတော့နှစ်တစ်ကိုနှုတ်ဆက်ကပြားဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်အဲ့တော့ဒီဂျပန်မှာဆိုလို့ရှိရင်နှစ်ကုန်ကန်ဒီမှာဆိုရင်နန်းကကြောပို့ကြတဲ့ဒီရိုးရာယဉ်ကျေးမှုတစ်ခုရှိပါတယ်။အဲ့ဒီအကြောင်းကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့နန်ကကျော်လို့ပြောလိုက်တဲ့နဲ့ကျွန်တော်မင်းနာနော်ညီဟွန်ကောဘာသာထဲမှာစပြီးတော့လေ့လာခဲ့တဲ့စကားလုံးလေးဆိုတာလည်းအလုံးသိမယ်ထင်ပါတယ်။ ဟုတ်ကဲ့အဲ့တော့ကျွန်တော်နန်ကကျော်ဆိုတာဘာလဲပေါ့။အလွယ်တကူပြောမှဆိုရင်တော့နန်ကကျော်ဆိုတော့ကျွန်တော်နှစ်တစ်ကိုတဲ့နေ့ပေါ့နော်။一月1日လို့ခေါ်တယ်ကျွန်တော်元日လို့ခေါ်တယ်ပေါ့နော်။နှစ်တစ်ကိုတဲ့နေ့တလပိုင်းတရက်နေ့မှာကိုပေးပို့ခြင်းတဲ့လူကိုကနေပြီးတော့အဲ့ရက်မှာရရှိစေဖို့အတွက်ကိုကနေပြီးတော့ပေးပို့တဲ့နှစ်တစ်ကိုနှုတ်ဆက်ကပြဖြစ်ပါတယ်အဲ့တော့သူ့ဒန်တိုတက်ကီနာအိုင်ဆတ်ဆွဂျောဆိုပြီးတော့လေသတ်မှတ်ထားကြတာဖြစ်ပါတယ်โอเคအဲ့တော့နန်းကကျော်အဲ့တော့နန်းကကျော်အကြောင်းကိုမပြောခင်မှာကျွန်တော်တို့2026ဆိုတာဘောနော်ဘာနှစ်လဲဆိုတာကြည့်အောင်ပါကျွန်တော်ဘေဒင်ရတွက်မယ်ဆိုလို့ရှိရင်ဘောနော်ခက်တာဘေဒင်ရတွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတရုတ်ပြက်ကလေးရတွက်မယ်ဆိုလို့ရှိရင်2026ခုနှစ်ဆိုတာဘာနှစ်လဲပေါ့နော်ဒီမှာကျွန်တော်မြောက်နှစ်တို့ဒီမှာအမျိုးဒီအမျိုးမျိုးရှိရလေနော်အဲ့2026ကဘာနှစ်လဲဆိုတာကိုကြည့်ရမှာ2026ခုနှစ်ဆိုတာကကျတရုတ်ရာသီကွန်ရမြင်းနှစ်ဖြစ်ပါတယ်မြင်းကိုကိုးစားပြုတဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ဘယ်လိုလူတွေကမြင်းနှစ်ဖွားတွေလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာတော့ဒီရှာဖွေပြီးတော့ဒီခုနှစ်လေးထည့်ပေးထားဖြစ်ပါတယ်ဒီကလို့ကိုကဘယ်နှစ်မှာဒီမွေးလဲဆိုတာသိကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခုနှစ်တက္ကရာကိုရိုက်ကြည့်ပြီးတော့ကိုကဘယ်နှစ်လဲဆိုတာကိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်2026ခုနှစ်ကမြင်းနှစ်ကိုကိုးစားပြုတာဖြစ်ပါတယ်အဲ့တော့မြင်းနှစ်ဆိုတာပေါ့နော်မြင်းဆိုတာကျွန်တော်ဒီတဲ့အတိုင်းပါပဲလွတ်လပ်မှုတွေအရှိန်အဟုန်တွေနော်စွမ်းအားတွေနဲ့အရှိကိုတိုးတက်တယ်လို့ခေါ်တဲ့ဒီဟာတွေနဲ့ဒီကိုးစားပြုတယ်ဆိုပြီးတော့ကျွန်တော်ပြောကြပါတယ်အဲ့တော့ဒီမြင်းနှစ်မှာမွေးရလူတွေရဲ့ဒီအကြောင်းအရာပေါ့နော်အဲ့တော့ရေးပေးထားတာဖြစ်ပါတယ်အဲ့တော့နော်အဲ့တော့ခါツတိုတက်ခီပေါ့လောကတက်ကြွတယ်ပေါ့နော်လောကမြင်းနဲ့အရင်သိရမလား active ဖြစ်တယ်ပေါ့နော်ဒါပြင်မွေးမှာဖြစ် active ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မြင်းနဲ့မှာမွေးရလူတွေကတက်ကြွလန်းဆန်းပြီးစွမ်းအင်နဲ့ပြေးပါတယ်လူတွေဖြစ်ပါတယ်ပြီးတဲ့အခါမှာလွတ်လပ်မှုကိုချစ်မြတ်လို့ပါတယ်အဲ့တော့ကန့်သက်ချုပ်ချယ်မှုတွေမကြိုက်ဘဲနဲ့လွတ်လွတ်လပ်နေရတာကိုကြိုက်တဲ့လူတွေဖြစ်ပါတယ်လူမှုဆက်ဆံရေးကောင်းမွန်ကြပါတယ်သူတို့ကပုံမှန်နေလေးနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြတာဖြစ်ပါတယ်အဲ့တော့ဒီမှာရေးထားတဲ့အချက်လက်တွေကကျွန်တော်ရေးပေးအားဖြင့်ခြုံငုံပြီးတော့ရေးထားတဲ့မျိုးတွေဖြစ်ပါတယ်အဲ့တော့ဘောနော်ဟိုသူ့ရဲ့ပုံစံပေါ့နော်ဒီနှစ်မှာမွေးရတဲ့သူ့ရဲ့ပုံစံဆိုတဲ့ပုံစံဖြစ်ပါတယ်ဘုသူတရဖို့အတွက်ပဲရေးထားတာဖြစ်ပါတယ်ချဖွေပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့တော့ဘောနော်အကုန်လုံးတူချင်းမှလည်းတူပါလိမ့်မယ်ပြီးတဲ့အခါမှာဆရာထက်သန်မှုမြင်ပါတယ်ပေါ့နော်ဒါလုံးဝလုပ်ငန်းတစ်ခုကိုစပြီဆိုလို့ရှိရင်ဆရာထက်သန်မှုအပြည့်နဲ့ကြိုးစားအားထုတ်တဲ့လူတွေဖြစ်ကြပါတယ်တဲ့ပြီးတဲ့အခါမှာနော်ဥစ္စရိခိလို့ခေါ်တဲ့တခါတည်းမှာစိတ်မြန်လက်မြန်ဖြစ်ပြီးတော့တနေရာမှာကြကြမတည်ငြိမ်နိုင်တဲ့အမျိုးတွေလည်းရှိပါတယ်ဆိုပြီးတော့ပြောကြပါတယ်တဲ့2026ခုနှစ်ကမြင်းနှစ်ကိုကိုစားပြုတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနန်းခကျော်နဲ့ဒီမြင်းနှစ်နေရာဘာဆိုင်လဲပေါ့နော်ကျွန်တော်ဘာအဲ့ဒါပြောနေရလဲပေါ့အဲ့တော့ကျွန်တော်နန်းခကျော်ဖြစ်ပါ2026ခုနှစ်ကိုကိုစားပြုတာမြင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်2026အတွက်နန်းခကျော်ဆိုလို့ရှိရင်ကျွန်တော်မြင်းပုံစံနဲ့ဒီနန်းခကျော်လေးကိုတွေ့ရမှာဖြစ်ပါတယ်เนาะခင်ကရှင်နန်းပေါ့နော်ဒီမြင်းပုံစံနန်းခကျော်လေးနဲ့တွေ့ရမှာဖြစ်ပါတယ်ဒါတော့နန်းခကျော်ရဲ့နမူနာပုံစံဖြစ်ပါတယ်ဒီမှာဆိုမြင်းပုံစံလေးပါတယ်ပေါ့နော်အဲ့တော့ဒီနန်းခကျော်အသေးစိတ်ကိုကျွန်တော်နောက်ထပ်နောက်မှဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာဒီတစိကောင်းလေးပါတယ်ဟုတ်လားပုံမှန်နန်းကကြောပို့လည်းရတယ်အဲ့လိုမှမဟုတ်ဘူးကွာအဲ့လိုမျိုးဒီနှစ်တစ်နှစ်ကိုကိုစားပြုတဲ့ပေါ့နော်ဒီဟောအကောင့်နဲ့ပေါ့နော်ဒါကျွန်တော်ဒီမြင်းဆိုလည်းမြင်းပေါ့အဲ့လိုမျိုးဒီစစိရိုက်နှိပ်ထားတဲ့ဒီနန်းကကြောပို့လို့ရှင်လည်းအဆင်ပြေပါတယ်နော်ဟုတ်ကဲ့အဲ့တော့ဒီမှာဆိုလို့ရှင်ဒါတော့ဒါတရုတ်ဘာသာဗေဒအရကျွန်တော်ဒီမှာမျိုးမြင်းဆိုပေမဲ့လူမျိုးရေးထားတာပေါ့နော်ဒီခန်းကြီးနဲ့ရေးထားပုံမှန်မြင်းဆိုရင်ဒီဥပမာနဲ့ရေးကြတာမျိုးတွေ့ရပါလိမ့်မယ်နော်โอเคပါဟုတ်ပြီအဲ့တော့ကျွန်တော်နန်းကကျော်ဘာလို့ပို့ကြတာလဲလို့ခေါ်အဓိကရည်ရွယ်ချက်လေးကြည့်ကြရအောင်ပါအဲ့နန်းကကျော်ပို့ရရည်ရွယ်ချက်ကတော့ခန်းရှာနော့တန်တတ်ဆိုလို့ခေါ်တယ်ကျေးဇူးတင်ကြောင်းဖော်ပြတာဖြစ်ပါတယ်အဲ့တော့
ကျွန်တော်ဒီမှာရေးထားရပေါ့နော်去年お世話になったことへの感謝を伝えますအဲ့တော့အရင်နှစ်ကနော်ကိုကူညီဆောင်ရှောက်ပေးခဲ့တဲ့သူတွေကိုကိုကကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်နိုင်ငံကျော်ပို့တာဖြစ်ပါတယ်ရှင်းတဲ့の挨拶と祈りအဲ့တော့အရင်နှစ်ပေါ့နော်ဒါဒီနှစ်အတွက်ကိုကကျေးဇူးတင်ပါတယ်ဆိုရင်ကျေးဇူးတင်စကားရဲ့နောက်နှစ်အတွက်သူတို့ကိုနှုတ်ဆက်တဲ့စကားရဲ့စုံမကောင်းတောင်းတဲ့စကားရဲ့ဖြစ်ပါတယ်။相手の健康နော်健康や幸福をお願いしますပေါ့နော်။お願いしますလို့ခေါ်တဲ့ပုံစံဖြစ်ပါတယ်။လက်ခံသူဒါကိုပေးပို့တဲ့လူရဲ့ဒီပေါ့နော်ဟိုကျမ်းမာရေးကောင်းမွန်ဖို့ရဲ့ကျမ်းမာမှုရဲ့နော်ပျော်ရွှင်မှုတွေကိုဆုတောင်းပေးတာအတွက်လည်းနံကကျော်ပို့တာဖြစ်ပါတယ်။နော်ပြီးတဲ့အခါမှာခင်ကျော်နော်ဟိုးခုတ်ခုလို့ခေါ်တဲ့လက်ရှိအခြေအနေကိုအတည်ပေးတာဖြစ်ပါတယ်။မှာပေါ့နော်ကိုကဒီနန်းကကြော်တွေမှာဆိုလို့ရှိရင်ဒါကိုကတော့ဒီနေ့မှာလက်ထပ်လိုက်တာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကလေးပေါ့နော်ဒါဝေဖောက်လိုက်တာဖြစ်ပါတယ်ပြီးတဲ့အခါမှာကိုကဒီနေရာနေပြီးတော့ငါဒီကိုပြောင်းလိုက်ပါပြီလို့ခေါ်တဲ့အခြေအနေကိုတတိပေးတဲ့ပေါ့နော်အတိပေးအတိပေးဆိုအတိပေးတဲ့ပေါ့နော်ဒီဟိုးခိုကိုလုပ်တဲ့ဒီအရာတွေအတွက်လည်းဒီနန်းကကြော်ပို့ကြတာဖြစ်ပါတယ်အဲ့တော့ဒီနန်းကကြော်ပို့ရတဲ့အဓိကမုကုတေကီ၃ခုကတော့ဒီနှစ်အတွက်ကိုတစ်နှစ်တာလုံးကိုညီဆောင်ရှောက်ပေးရတဲ့လူတွေအတွက်ကိုကကျေးဇူးတင်နေဆိုတဲ့ဟာရဲ့နောက်နှစ်အတွက်ပေါ့နော်ကွာနှုတ်ဆက်တယ်ဆိုတဲ့အရာရဲ့ပြီးတဲ့အခါမှာအခုလက်ရှိအခြေအနေကွာဘယ်လိုမျိုးလဲပေါ့နော်အဲ့လိုအခြေအနေမျိုးအတိပေးတယ်ဆိုတဲ့အရာတွေထည့်သွင်းပါဝင်လာတာဖြစ်ပါတယ်โอเคပါအဲဆိုရင်တော့ဒါအဓိကရည်ရွယ်ချက်ကိုရမယ်ပေါ့နော်โอเคကျွန်တော်နန်းကကြော်ပို့တဲ့အခါမှာဘလို့အချိန်မှာဘလို့မျိုးပို့ရမလဲဘလို့မျိုးစီးမြင်နေရှိလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲကျွန်တော်နန်းကကြော်ကိုလိုချင်တဲ့အခါမှာဆိုလို့ရှိရင်နန်းကကြော်ကိုကျွန်တော်ဒီအခုဆိုလို့ရှိရင် convenience store တွေမှာဆိုလို့ရှိရင်အလွယ်တကူဝယ်လို့ရပါတယ်ပြီးတဲ့အခါမှာပေါ့နော်Yubin Kyoku လို့ခေါ်တဲ့ဒီ Japan Post ကနေပြီးပေါ့လေဒီအလွယ်တကူမှာယူလို့ရပါတယ်โอเคအဲ့တော့နောက်မှာပို့ရမယ့်အချိန်နဲ့စီမီစီကနေဆက်ပြီးရှင်းပြတဲ့အခါမှာဆက်ပြီးတော့ကြည့်ကြအောင်ပေါ့နော်အဲ့တော့ပေးပို့တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တိုးကန်ခီကန်လို့ခေါ်တဲ့ဒီစာတိုက်ပုံတွေကိုထည့်ရမယ့်အချိန်ပေါ့ကျွန်တော်25ရက်နေ့မတိုင်ခင်ပေါ့နော်အဲ့တော့25ရက်နေ့မတိုင်ခင်အဲ့တော့ဒီနောက်နှစ်မကိုခင်12လပိုင်း25ရက်နေ့မတိုင်ခင်မှာဒီစာတိုက်ပုံတွေကိုထည့်မယ်ဆိုလို့ရှိရင် Ganjitsu လို့ခေါ်တဲ့ကျွန်တော်ဇန်နဝါရီလ1ရက်နေ့တလပိုင်း1ရက်နေ့မှာသူတို့ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နှုတ်ဆက်တဲ့ကာလပေါ့နော်ကာလကကျတော့ဒီဂျပန်မှာဆိုလို့ရှိရင်ရေဘူးရအဖြစ်ပေါ့နော်တလပိုင်း1ရက်နေ့ကနေပြီးတော့တလပိုင်း9ရက်နေ့အထိကိုနန်ကကြော်ခီကောင်းဆိုပြီးတော့သတ်မှတ်ကြတာဖြစ်ပါတယ်အဲ့ဒီရက်အတွင်းမှာကျွန်တော်တို့ဒီနန်ကကြော်တွေကိုအများဆုံးပေးပို့ကြတာဖြစ်ပါတယ်အဲ့တော့အဓိကအပြင်ဘယ်လိုမျိုးနန်ကကြော်တွေကိုပေးပို့ကြလဲဆိုတော့ကျွန်တော်ဒီတိုကုရှုနာဟာဂါကီပေါ့နော်အထူးကျွန်တော်ဘယ်လိုပြောလဲဆိုလို့ရှိရင်ခုနအရှိမလေးပြခဲ့ရပေါ့နော်ဒီမှာဒီအောက်ကနံပါတ်4ပါတယ်ပေါ့နော်ဒါလေးပါတယ်โอเคအဲ့ဒါလေးကိုအဓိကထားပြီးတော့ပို့ကြတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကန်ဆယ်မဲနံပါတ်ပါတယ်ပေါ့နော်အဲ့တော့အိုတိုရှိတာမစုကီလို့ခေါ်တဲ့ဒီကန်ဆယ်မဲနံပါတ်ပါတယ်နန်းကကြော်တွေကိုပေးပို့ကြတာဖြစ်ပါတယ်အဲ့တော့ပုံမှန်နန်းကကြော်မဟုတ်ဘဲနဲ့ဒီအမျိုးဒီထီလက်မှတ်ပါရကိုပို့ပြီးတော့အဓိကထားပြီးတော့ပို့ကြရပေါ့နော်โอเคဟုတ်ပြီအဲ့တော့ဆက်ပြီးတော့ကြည့်ရမှာနန်းကကျော်ရဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော်လက်ခံတဲ့သူစီကိုဇန်နဝါရီလ1ရက်နေ့မှာရောက်လို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အရှိမလေးပြောခဲ့ရပေါ့နော်အဲ့တော့ဒီဇင်ဘာလ25ရက်နေ့မတိုင်ခင်မှာစာတိုက်ပုံတွေကိုထည့်ရမယ်ပေါ့အဲ့ဒီအခါမှာဒီ Japan Post လို့ခေါ်တဲ့ Japan စာတိုက်ကနေပြီးတော့ဇန်နဝါရီလ1ရက်နေ့ကိုပို့ပေးမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးဇန်နဝါရီလ1ရက်နေ့ကနေ9ရက်နေ့ဒါမှမဟုတ်1ရက်နေ့နဲ့9ရက်အတွင်းပို့ဆောင်ခြင်းကိုနန်းကဆိုပြီးတော့ပြောကြရဲပေါ့အဲ့ဒီကြော်သွားရဲဆိုလို့ရှိရင်တော့ကျွန်တော်ခန်ချူမီအိုင်လို့ပေါ့နော်ခန်ချူမီမိုင်လို့ခေါ်တဲ့ဒီအဲ့လိုမျိုးအနေနဲ့ဒါပြောင်းပြီးတော့ဖြစ်သွားတာပေါ့နော်နန်းကကြော်မဟုတ်တော့ဘဲနဲ့ကျွန်တော်ခန်ချူမီမိုင်လို့ခေါ်တဲ့ဒီပေါ့နော်အရာနဲ့ပေးပို့ချဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုသတ်မှတ်တဲ့ကာလလေးနာမည်လေးပေါ့เนาะအဲ့တော့ခန်ချူမီမိုင်ဆိုအဲ့လိုမျိုးပေါ့เนาะဒီနန်းကကြောကာလာကြော်လွန်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုကပို့ချင်တယ်ဆိုပေမဲ့နန်းကကြော်လို့မသတ်မှတ်တော့ဘဲနဲ့အဲ့လိုခန်ချူမီမိုင်ဆိုပြီးတော့ပဲသတ်မှတ်လိုက်ကြတာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ခုနလည်းပြောခဲ့ပေါ့နော်အသုံးပြုရကပြားမျိုးစလိုမျိုးပါအိုတိုရှိတာမဇုကီလို့ခေါ်တဲ့ဒီကန်ဆယ်မဲ့နံပါတ်တွေပါတယ်ပေါ့နော်အဲ့တော့ကန်ဆယ်မဲ့နံပါတ်တွေပါတဲ့အခါမှာပြီးတဲ့အခါမှာနှစ်တစ်ကူပြီးနောက်ပိုင်းမှာဒီဒါမဲဖောက်ပေးရပေါ့နော်ဆိုလို့ရှိရင်မှာ A ကုန်းမီပေါ့ A ဘလောက်ကုန်းမီရဲ့ဒီနံပါတ်ဘလောက်လည်းပုံစံမျိုးဥပမာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တွေ့ဘူးတာကတော့ခရီးပို့တာပေါ့နော်ဟော့ကိုင်ဒိုခရီးတော့အဲ့လိုမျိုးခီးစိတ်ထုတ်ပေးတာတော့เนาะအဲ့လိုမျိုးခီးစိတ်ရတာတော့ပေါ့နော်ပြီးတဲ့အခါမှာ electronic ပစ္စည်းတွေအဲ့လိုမျိုးဟာတွေမဲဖောက်ပေးတာဖြစ်ပါတယ်မဲဖောက်ပေးရပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါနှစ်တင်မှာဒါကိုပို့လိုက်တဲ့နန်းကချောက
သူ့အတွက်လည်းဒါအလုံးကသူ့ကိုလည်းတလေးစားနဲ့နှုတ်ဆက်တယ်လို့ခေါ်တဲ့ပုံစံမျိုးလည်းရောက်မယ်ပြီးရခါမှာနော်ပစ္စည်းလည်းစုရည်လည်းအများကြီးရပဲဆိုတော့ဘယ်လောက်တောင်ပေါ့နော်ပြုတ်ဖို့ကောင်းမလဲပေါ့နော်โอเคပါဟုတ်ကဲ့အဲ့တော့အလုံးလည်းဒါအနက်ကကြောနော်အဲ့တော့ကိုယ့်ရဲ့အထက်လူကြီးပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးကိုလေးစားရဲ့လူကိုချစ်ခင်ရဲ့လူနန်းကကြောပို့ဖို့အတွက်အကြံပေးခြင်းပါတယ်โอเคအဲ့တော့နန်းကကြောပို့တာတော့ဟုတ်ပါပြီနန်းကကြောပို့တဲ့အခါမှာဘယ်လိုမျိုးပို့ရမှာလဲဘာတွေရေးရမှာလဲဘယ်လိုရေးတင်တာလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်โอเคအဲ့တော့အခြေခံရေးသားပုံဖြစ်ပါတယ်အဲ့တော့ဒါအခြေခံရေးသားပုံဖြစ်ပါတယ်ခင်ယုန်တခိနာရေးသားပုံပေါ့နော်အဲ့ပထမဆုံးတော့ဗာလဲဆိုတော့ TKI ဆက်ချက်လို့ခေါ်ရဲပေါ့နော်အဲ့တော့ဒီတတ်မှတ်ထားတဲ့ဒီအရာတခုပေါ့နော်ဒါဆိုဒီနှုတ်ဆက်စကားပေါ့နော်မခင်ကရှင်းနေဆိုလို့ရှိရင်နှစ်တစ်ကိုဂုဏ်ပြုပါတယ်ပေါ့အကင်မစတဲ့မွေးတဲ့တို့ကိုဆိုင်မတ်ပေါ့နော်အဲ့တော့နော်ပျော်ရွှင်တဲ့နှစ်တစ်တစ်ခုဖြစ်ပါစီပေါ့အဲ့တော့ကိုကအဲ့လိုအရှိန်လေးချင်းဆိုရင်တော့ခင်ကရှင်းနေဆိုပြီးတော့မျိုးရေးလိုက်လေအဆင်ပြေတယ်ဒါပေမဲ့ကိုကရေးတင်တယ်ဆိုရင်တော့အကင်မစတဲ့မွေးတဲ့တို့ဆိုပြီးတော့ရေးလိုက်လို့ရှိရင်လည်းအဆင်ပြေပါတယ်နော်โอเคဘယ်ကမှာခန်းရှာတော့ခေါ်တော့ပါဘောနော်ဒါကိုကျေးဇူးတင်ပါတယ်နော်ကိုစောင့်ရှောက်ပေးကြကျေးဇူးတင်ပါတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်kyonanju ကထိုင်ဟန်ပေါ့နော်ထိုင်ဟန်お世話になり心より感謝申し上げますဒါကျွန်တော်ရေဝဲအခြေအနေနဲ့ရေးပြရဖြစ်ပါတယ်နော်ပြီးခဲ့တဲ့နှစ်လုံးပေါ့နော်ဒီကိုညီဆောင်ရှောက်ပေးတဲ့အတွက်နော်တကယ်မှာခိုးလို့ရတယ်စိတ်ထဲကရင်ထဲကနေပြီးတော့တကယ်ကျေးဇူးတင်ပါတယ်ဆိုတာကိုရေးထားဖြစ်ပါတယ်အဲ့ဒီအခါမှာ今年もお願いပေါ့နော်အဲ့တော့本年もどうぞよろしくお願いしますဒီနေ့ကလေးဆက်ပြီးတော့ကိုကြီးဆောင်ရှောက်ပေးပါဦးနော်ကောင်းမွန်တဲ့ဆက်ဆံရရှိကြပါလေပေါ့အဲ့လိုမျိုးရေးတာမျိုးဖြစ်ပါတယ်ဒါတော့အခြေခံရေးသားပုံပေါ့နော်အဲ့တော့ကိုကဒီမှာရေးချင်တဲ့ခါမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ကိုလိမ့်မှုပေးပို့ရမယ်နော်ဒီလိပ်စာပါတယ်ပေါ့ဒါပြီးတဲ့ခါမှာကိုကဘသူကနေပို့လိုက်ပါတယ်ဆိုပြီးရေးမယ်ပေါ့နော်ရေးပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာခုနဖြေရမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာခင်ကရှင်းနေပါကေမစတဲ့မွေတေတိုကိုဆိုင်မတ်ပေါ့နော်အဲ့ပြကမှာအောက်ဆုံးမှာကျွန်တော်ဒီပေါ့နော်လေဝဟာချီနန်ကန်တန်ပေါ့နော်လေဝဟာချီကျွန်တော်2026ကလေဝခေရဲ့ရှင်းနှစ်များဖြစ်ပါတယ်လေဝဟာချီနန်ကန်တန်ဆိုပြီးတော့အမျိုးရေးလိုက်တာဖြစ်ပေါ့နော်2026ခုနှစ်တစ်ခုဆိုပြီးရေးလိုက်တာမျိုးဖြစ်ပါတယ်ဟုတ်ကဲ့နော်ဒါဆိုလို့ရှိရင်တော့နန်းကကျော်ရဲ့အခြေခံရေးသားပုံလေးသိမယ်ထင်ပါတယ်ဒါပေမဲ့သတိထားမယ့်အချက်တွေရှိပါတယ်နန်းကကျော်ရေးတဲ့အခါမှာဆိုလို့ရှိရင်ဒီလိုစကားလုံးတွေကိုလုံးဝသုံးလို့မရပါဘူးအဲ့တော့ကျွန်တော်နန်းကကြော်ရေးတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်နမိတ်မကောင်းတဲ့စကားလုံးတွေကိုရှောင်ကျဉ်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သိရမလားနှစ်သိကိုရဲ့နေမှာနော်ပထမဆုံးနေမှာအဲ့လိုမျိုးဒီမကောင်းတဲ့စကားလုံးတွေစပြီးတော့ကိုကဖတ်ရတဲ့အခါမျိုးอ่ะဆိုလို့ရှိရင်လုံးဝအဆင်ပြေမနေဘူးလေနော်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးစကားလုံးတွေကိုရှောင်ရမှာဖြစ်ပါတယ်အဲ့ဘယ်လိုစကားလုံးတွေလဲပေါ့နော်ဒီမှာတက်ကတေဆုံးခြင်းပျက်စီးခြင်းကိုကိုးစားပြုစကားလုံးတွေမှာရှိတို့ခုနော်ခုတို့နော်ခုတို့နော်ခုတို့ရှိတို့နော်ဗျာ mets ပေါ့နော် mets ပျက်စီးခြင်းတွေနော် zets နော်တာရဲတို့ပြတ်တောက်ခြင်းတွေနော်ဒါရှစ်ပိုင်းပေါ့နော်ရာဘူးတဲ့တို့ဆုံးရှုံးနေခြင်းတွေပြီးဥရှိနာဟုပေါ့နော်ဥရှိနာဟုလို့ခေါ်တဲ့ဒီရှုံးနေခြင်းတွေပေါ့နော်ဆုံးရှုံးခြင်းတွေနော်ထာဝရတို့လဲပြိုခြင်းတွေယာမိုင်းလို့ခေါ်တဲ့ဖျားနာခြင်းတွေပေါ့နော်အဲ့လိုမျိုးစကားလုံးတွေကိုလုံးဝရှမ်းဖျားတင်ပါတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ပေါ့နော်အဲ့တော့နာမည်မကောင်းတဲ့စကားလုံးတွေပဲဒါကျွန်တော်ကြည့်လိုက်တာねပေါ့နော်ဒါတည်ဆုံးခြင်းတို့ပြင်မဆင်းရဲခြင်းတို့ဒါအဲ့ဆိုဒီမှာဆိုလို့ရှိရင်နော်ဒီမျိုးတုံးတာတို့နော်ဟိုတိုဘီတို့မျိုးတုံးတာတို့လည်းမျိုးထိုင်ပါတယ်ဆိုတော့လေနော်နာမည်မကောင်းတဲ့စကားလုံးပြီးအခါမှာဝါရဲတူပေါ့နော်အဲ့ခါနာတဲတူတို့ဝါရဲတူတို့နော်ဝါရဲတူဆိုလို့ရှိရင်ဒါကွဲအပ်တာတို့နော်ရာဘူးရဲတူပြေးထွက်တာတို့အိုဝါတို့နော်ပြီးဆုံးနေအဲ့လိုခေါ်တဲ့စကားလုံးတွေကလည်းပဲနာမည်မကောင်းစေတဲ့စကားလုံးတွေဖြစ်ပါတယ်ဒီလိုစကားလုံးတွေကိုလည်းကျွန်တော်တက်နိုင်ဆုံးရှာဖြားတင်ပါတယ်နောက်တစ်ခုတော့ကျွန်တော်ဒီရှင်းမှာရေးထားသတိထားမိမလားမသိဘူးဒါမှဆိုလို့ရှိရင်နော်ခွန်းနန်းဆိုပြီးတော့မပြောဘဲနဲ့ကျွန်တော်စာခုနန်းဆိုပြီးရေးထားဖြစ်ပါတယ်နော်စာခုနန်းဆိုပြီးတော့ရေးထားရပေါ့နော်ဘာလို့ဒီဟာကိုခွန်းနန်းလို့မရေးပါစာခုနန်းဆိုပြီးတော့ရေးထားရလဲပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ခွန်းနန်းလို့ပြောတဲ့အခါမှာဆိုခွန်းနန်းဆိုတာကကြတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ပေါ့နော်ဒီစကားလုံးကစတုလို့ခေါ်တဲ့စကားလုံးဖြစ်ပါတယ်စတုလို့ခေါ်တဲ့ဒါကွဲထွက်သည်ကွဲလွန်သည်စွန့်ခွာသည်တဏှာနဲ့စွန့်ခွာတယ်လို့ခေါ်တဲ့စတုလို့ခေါ်တဲ့စကားလုံးပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစကားလုံးကလည်းပဲသိပြီးတော့မကောင်းတဲ့အဓိပ္ပာယ်မျိုးသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်မကောင်းတဲ့အဓိပ္ပာယ်မျိုးသွားဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဖြော့နန်းနေရာမှာကျွန်တော်စခုနန်းဆိုပြီးတော့အဲ့လိုမျိုးတုံးလို့ဆိုလို့ရှိရင်တော့ဒါနောက်ထပ်
ကောင်းတဲ့အဓိပ္ပာယ်နဲ့မနှစ်ဆိုတဲ့အရာကိုကျွန်တော်ခွန်နန်းလို့ပြောတယ်ဒီစာခုနန်းဆိုပြီးတော့ပြောလိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အဓိပ္ပာယ်လုံးဝကွာသွားတယ်လို့ခေါ်တဲ့ပုံစံမျိုးစကားလုံးကကွာသွားတဲ့အခါမှာအဓိပ္ပာယ်နဲ့ပြောင်းလဲသွားတယ်လို့ခန်းစားရတဲ့အခါမှာကျွန်တော်ဒီနာမည်မကောင်းတဲ့စကားလုံးလည်းမပါတော့ဘူးဆိုပြီးတော့သတ်မှတ်လို့ရတယ်ပေါ့နော်โอเคပါဒါဆိုတော့ဒီလိုစကားလုံးတွေမသုံးရပြီးအခါပုတ်ဖြတ်ပုတ်ရပေါ့နော်ကျွန်တော် punctuation တွေသုံးတာတိတ်ပြီးတော့ပေါ့နော်ဟောဘယ်လိုပြောမလဲမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့နောက်ကဒီမှာ comma တွေ full stop တွေကိုမသုံးတာကောင်းတယ်ပေါ့နော်အဲ့ဘာလို့လဲဆိုတော့ဒီမှာရေးထားတဲ့အတိုင်းပဲပေါ့နော်အဲ့မေတ္တာနဲ့ကျွန်တော်ရဲ့ချစ်မေတ္တာတွေဆက်ဆံရေးရမပြတ်တောက်ပဲနဲ့เนาะစီးဆင်းနေစေချင်တာဖြစ်ပါတယ်ကျွန်တော်ဒီပုတ်ဖြတ်လိုက်တဲ့အခါမှာလည်းရက်တက်သွားတယ်လို့ခေါ်အဓိပ္ပာယ်မျိုးမှာဒီမာရုပေါ့နော် full stop ထည့်တဲ့အခါမှာလုံးဝရက်တက်သွားတယ်လို့ခေါ်တဲ့ပုံစံမျိုးမျိုးရှောင်ကျင်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးကိုကဟိုမတုံးရအောင်ဆိုလို့ရှိရင်ဘယ်လိုရေးလို့ရလဲဆိုကြတော့ space ချပြီးတော့နေရာလေးချပြီးတော့ရေးမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဟုတ်ပြီနော်ဒီလိုစကားလုံးတွေကိုကျွန်တော်လုံးဝရှောင်ရှားတင်ပါတယ်โอเคနောက်တစ်ခုကတော့နောက်ထပ်သတိထားစရာတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အဲ့တော့ပေါ့နော်ကိုပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လေတစ်ဖက်လူဘက်မှာပေါ့နော်ကိုပုမဲ့လူဘက်မှာဘယ်လိုပြောမလဲနာရီတစ်ခုပေါ့နော်နာရီလို့ခေါ်တယ်နာရီဖြစ်တယ်ခေါ်ကျွန်တော်မူချူးလို့ခေါ်တယ်ပေါ့နော်မူချူးလို့ခေါ်တယ်ဒီစိတ်မကောင်းစရာတဲ့ဒီစိတ်မကောင်းနော်စိတ်မချမ်းမြေ့ဖွယ်ရတဲ့င်းတွေဖြစ်နေတာမျိုးကျွန်တော်မူချူးလို့ခေါ်အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လုံးဝနန်းကကြောပို့လို့မရပါဘူးအဲ့တော့ပို့လို့လည်းမရသလိုတစ်ဖက်ကလည်းလုံးဝလက်ခံမှာမဟုတ်ပါဘူးအဲ့နန်းကကြောဆိုတာကကြတော့ပေါ့နော်ကျွန်တော်တို့ကဒါနှစ်တင်မှာပျော်ရွှင်စေခြင်းတဲ့အတွက်နော်ဒါအဲ့လိုမျိုးဒီစိတ်ချမ်းသာစေခြင်းတဲ့အတွက်နော်ဆူတောင်းပေးတဲ့ပုံစံဖြစ်ပါတယ်ဒါပေမဲ့နော်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်တစ်ဖက်လူဘက်ကပဲဖြစ်ဖြစ်မူချူးလို့ခေါ်တဲ့ဒီပေါ့နော်နာရီသတင်းဖြစ်တဲ့အခါမှာကွယ်လွန်ထားတဲ့အခါမှာဆိုလို့ရှိရင်တစ်နှစ်တွင်းမှာလုံးဝကျွန်တော်နန်းကကြောလုံးဝပို့လို့မရပါဘူးတစ်ဖက်လူကလည်းလုံးဝလက်ခံမှာမဟုတ်ပါအဲ့တော့အဲ့လိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကနေတကယ်တော့အဲ့လိုမျိုးဒီမိုချူးပေါ့နော်မိုချူးဖြစ်တယ်နော်ဒီနာရီဖြစ်တယ်ဆိုလို့ရှိရင်နိုဝင်ဘာလဒါမှမဟုတ်ဒီဇင်ဘာလအတွင်းမှာပေါ့နော်အဲ့တော့မိုချူးဒီဟာဂါခိလို့ခေါ်ရဲပေါ့နော်ဒါဝန်ထဲကြောင်းအကြောင်းကြားစွာဆိုပြီးတော့အကြောင်းကြားလွှာဆိုပြီးတော့ပို့ပြီးတော့ကိုယ်နန်းခါကျော်လုံးဝမပို့ပါနဲ့ဆိုပြီးတော့ကြိုတင်အကြောင်းကြားရတဲ့ဒီအလေးအကျင့်တစ်ခုရှိရဖြစ်ပါတယ်နော်အဲ့တော့ကိုကတော့မတီးဘူးပေါ့နော်ပို့လိုက်တယ်ပေါ့တစ်ဖက်လူဘက်မှာနိုင်ဖြစ်တဲ့အခါမှာဒါကိုဘယ်လိုစိတ်နဲ့ပြောမလဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့သူကအဲ့လိုမျိုးဒီတွေးတဲ့နော်တွေးပြီးတဲ့အလေးချိန်တွေတခုရှိပါတယ်အဲ့တော့ကိုယ့်ဘက်ကအဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်လာပြီးတော့ကိုယ်နန်းကကြောလာပို့မဲ့လူတွေကိုကိုကကြိုပြီးတော့အကြောင်းကြားရတယ်ပေါ့နော်မူချူဟာကာကီရေးပြီးတော့အကြောင်းကြားပါတယ်အဲ့တစ်ဖက်သူရှင်ကအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်သူရှင်ကမူချူဟာကာကီရတဲ့အခါမျိုးမှာဆိုလို့ရှိရင်လေကိုကအဲ့လိုလုံးဝနန်းကကြောပို့လို့မရပါဘူးဒါတော့သူ့ရဲ့ဒလီထုံးတန်းတစ်ခုအနေနဲ့ဖြစ်ပါတယ်โอเคပါဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့နန်းကကျော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲနှစ်သက်မှာပျော်ရွှင်ကြပါစေဆိုပြီးတော့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်မှာပြန်တွေ့ပါမယ်เนาะနောက်နေ့မှာပြန်တွေ့ပါမယ်ありがとうございます